ရှင်ဖြစ်ဘူးအမိုက်ဆိုတာကစွန့်လို့ဖြစ်လာတာတော့ဖြစ်ဖို့မလိုအပ်ဘူးဘုံမနေတော့အမှတ်ဖြစ်ပြီအမိုက်ကိုကိုယ်တည်းမှာဆောင်းလာရင်တော့သွားတယ်ကျန်တဲ့အရာတွေထိခိုက်ပါအဲ့ဒီတော့အမိုက်ကတနည်းနည်းနဲ့တော့လူလောကလေးတော့သွားတယ်အဝင်းချင်ရနေတန်ရှင်းတဲ့ပဝန်းချင်ရနေကောင်းတဲ့ပဝန်းချင်ရနေဒီမှာတစ်ခွန်းတမန်ပဲလူတွေကပြောကြတယ်အမိုက်ကရွှေဖြစ်အောင်လုပ်နိုင်တယ်မှန်တာပေါ့အဲ့ဒါအမိုက်ကရွှေဖြစ်အောင်လုပ်နိုင်ဖို့ဖန်တီးနိုင်စွမ်းပေါ်ဆောင်နိုင်စွမ်းရှိတဲ့ပညာရှိပညာတမန်တွေလုပ်နိုင်တာလေအဲ့ဒါကြောင့်မို့ဟမ်းမိတ်တွေဖြစ်လာတယ်စွန့်ပစ်ပစ္စည်းကိုအမိုက်ပြန်လို့စွန့်ပစ်ပစ္စည်းကနေလူတုံးဆုံးပစ္စည်းပြန်လုပ်ကြတယ်တိအောင်တော့ပြောပြမယ်အမိုက်ဆိုတာကအမိုက်ပဲလောကမှာလောကအမိုက်ပညာအမိုက်လူမိုက်လူအမိုက်လူပတ်ဝန်းကျင်ကိုအကျိုးမပြုတဲ့အမိုက်ကျေးဇူးရှိမှတော့ကျေးဇူးမတည်ဘဲနဲ့စော်ကားနေတဲ့လူအမိုက်တရားဟောကြားပြီးတော့လိမ္မာရင်ကြောက်ဆုံးမနေတာတရားနာကြားခွင့်ရတာနားကြီးတယ်လို့ပြောနေတာတန်တရားအမိုက်အဲ့ဒီအတွက်ဘဝတွေမှာလမ်းဆုံးလူကခီးမရောက်ပဲတဘောကပဲတဘောကခန္ဓာရှိနေတာကာလပတ်လုံးတန်တရားတည်နေရမှာလောကအမိုက်ပဲလူအမိုက်လူအမိုက်တဲ့တပည့်အမိုက်လူအမိုက်အဲ့လိုပြောလို့ရှိရင်လူတွေကလက်ခံကြတယ်ဒါပေမဲ့အဲ့ဒါကြီးကတဘာဝကြီးပဲအမှန်တရားကြီးပဲလောကကြီးမှာကြည်နေနေစီးစားချင်းပစုံစီအောင်နေတန်းနေတော့တစ်ပင်လေးဘလောက်ပကြီးကားတစ်ချက်ဆိုင်နေလူပြညာဆန်ပဲအရန်ကြည့်ကောင်းတယ်ဒါပေမဲ့မြင်မြင်ကိုကြည့်လိုက်ရင်တော့အမိုက်ကြီးပလက်ပေါ်ဖြစ်နေတယ်လူလေးစုံပြန်ခဲ့တယ်လူလေးစုံပြန်တာလေအမိုက်တော်ကြီးကိုကဘာမြကြီးကိုရုပ်ဆူစီတယ်အမိုက်ကဘာမှဖြစ်နေတယ်နေတော့စနစ်ကြမိုက်လို့ဖြစ်နေတိတ်ဆိတ်နေဆိုရှိအမိုက်ကသူ့နေရာနဲ့သူ့နေပြီလောကမှာလူကလူတိုင်းပဲနေရတယ်အမိုက်ကအမိုက်တိုင်းပဲနေရတယ်လူနဲ့အမိုက်နဲ့ပေါင်းစပ်လို့မရအောင်အမိုက်နဲ့ပေါင်းစပ်တာပညာရှင်ဖန်တီးနိုင်တဲ့ဖော်ဆောင်နိုင်တဲ့သူပဲဖန်တီးနိုင်တယ်ချစ်တဲ့ဘက်ဒီလောက်ဆိုရင်နားလည်မှာရုပ်ပြန်တယ်